တော်နဲ့အောင်ကျွန်တော်တင်ငန်းတွေကိုရီလိုက်တာအရီမားလိုက်တာ26စုံလိုးနေလို့26စုံလိုးနေလို့ကျွန်တော်အမြန်လာဝယ်ကြပါဗျာအဲ့ဒါကျွန်တော်ရဲ့ဂွင်ထဲကိုရောက်တာလက်ဖေးတောက်ချင်တယ်အဲ့ဒါကျွန်တော်ရဲ့လုံအားပေးအဖွဲတွေလက်ဖေးမန်းလေးကြီးလာတိုက်တာပေါ့ဗျာတောက်ပါဒါရွှေမန်းလေးရဲ့ဟိုပါရှင်ညာသူမုံရေးပါလေးစားကြပါအောင်ရှင်ဒါကတော့ကျွန်တော်တို့အညာရဲ့လက်ပတ်သက်လေးပါရှင်တို့ဒါအမောပြေပန်းပြီပေါ့လိုင်းပေါ်မှာပြောရနော်တစ်တော့မှာကျွန်တော်တို့အဖွဲကိုလုံအားပေးအဖွဲကိုတီးတိုက်လို့လည်းရပါတယ်လို့တင်ထားပြီတော့ညာလေဘူးမှတုတ်တုတ်လို့ပြောကိုယ်စိတ်နဲ့ကိုလာစားတာပေါ့ညာသဘောပေါက်တာမဝေချအဒီတာနားနည်းနည်းတွေ့မယ်နားဒီလိုလေးပါလားငုံမှုလေးတွေပါတယ်ရှင်သူကတော့ဘူဆန်ဆန်တီးနေဟိုမှာတူနေအောင်လက်တူနေမဟုတ်ဘူးကျွန်တော်ကတူနေမဟုတ်ချပါဗျာကျွန်တော်ရဲ့လူအားပေးဖွဲ့ရဆိုရင်လောလောဆယ်သင်ငန်းဝယ်ရင်းနဲ့တီးလာဆွဲနေပါတယ်တို့ကအချိန်တန်တီးရလဲတောက်အောင်ပါဗျာဘောင်းစင်တက်လို့ကောင်းသွားတာပါ26တုံလို့သွားတာဘယ်လိုယူလိုက်လဲမသိဘူး26တုံလို့သွားလို့ဟုတ်တယ်မလားတော်သေးတယ်စိုင်းမလည်းရန်နေစီလို့26တုံလာယူရင်းနဲ့ပေါ့ဗျာကဲစားကြပါအောင်ရှင်ညနေကျရင်ပြန်ပြီးတော့သွားမယ်နော်ဘုံကြီးကြောင်တစ်ခေါက်ပို့အောင်တစ်ခေါက်စာပဲရှင်ပေးရတယ်အားလုံးချစ်ပါတယ်သုံးတောင်ပါအောင်ရှင်